လေးရှားနိုင်ငံကွာလာလမ်ပူမြို့ကိုမိသားစုတွေဟော်လီဒေးလာကြမယ်တငယ်ချင်းမိတ်ဆွေတွေအလည်လာကြမယ်တချို့သောသူတွေကအွန်လိုင်းပေါ်ကနေပြီးမြင်ရတာပေါ့နော်ဘယ်နေရာတက်ရင်အဆင်ပြေမှန်းမသိကြပါဘူးကျမကတော့မလေးရှားမှာနေရတက်တန်း18နှစ်လောက်ရှိသွားပြီအဲ့တော့ဒီနေရာတွေကကျမတို့မစိမ်ဘူးအမြဲတမ်းသွားလာနေကြနေရာတွေပါမြန်မာပြည်ရောအခြားနိုင်ငံတွေရောမလေးရှားကိုလာလည်ကျင်ကြသူတွေအတွက်ကျမကအမြဲတမ်းဒီလေလက်မှတ်တို့ဟိုတယ်ဘိုကင်းတို့လိုအပ်တဲ့အချက်လက်တွေကျမဝန်ဆောင်မှုပေးနေကြပါတချို့သောဧည့်သည်တွေက KLCC Twin Tower နီးတစ်ဝိုက်မှာတဲချင်ကြတယ်ကွာလာလမ်ပူမြို့ရဲ့ညလှကိုလည်းတဝါကြီးကြည့်ကျင်တယ်တွားရလာရလွယ်ကူတဲ့နေရာလေးပြီးတော့ဓာတ်ပုံရိုက်လို့လှမဲ့နေရာလေးတွေတဲချင်တယ်ဆိုတော့ကျမကတစ်ခုတစ်ခေါက်မှာလာတဲ့ငယ်ချင်းမိတ်ဆွေတွေအတွက်ဒီ Star Residence ဆိုတဲ့နေရာလေးမှာ booking လေးတင်ပြီးထားလိုက်ပါတယ်အခန်းနေထားလေးကိုပြပေးမယ်ဒါကတော့52ထပ်မှာရှိတာပါမိသားစုလိုက်အဖွဲလိုက်လာမယ်ဆိုရင်6ယောက်ကောင်းကောင်းတဲလို့ရပါတယ်အဝတ်လျှော်ဆက်ပါတယ် kitchen ထဲမှာဆိုလို့ရှိရင်လည်းပြည့်စုံအောင်ထည့်ပေးထားပါတယ် view ကတော့ share မိုက်ပါတယ်အခုလိုမျိုးလူ6ယောက်တဲတာ9ညအိတ်6ရက်စာကို ringgit 3000ကျပါတယ်ဆိုတော့တညကိုမှ ringgit 600တယောက်ကိုမှ ringgit 100နှုန်းပဲကျပါတယ်တော်တော်လေးကိုတန်ပါတယ်ခုအဲကန်ထဲကနေပြီးတော့ KLCC Twin Tower ကိုလှမ်းမြင်နေရပါတယ်ဒီဘက်ကဆိုရင်တော့ဒါ Four Season Hotel ဖြစ်ပါတယ်ကွာလာလမ်ပူမြို့ဟာလေတောင်ကုန်းတောင်တန်းနေနဲ့ဝန်းရံထားတာဖြစ်ပါတယ်တွေ့ရနော်ကျမဇုံလေးဆွဲပြီးတော့ပြပေးမယ်တောင်ကုန်းတောင်တန်းနေဝန်းရံထားတဲ့ကွာလာလမ်ပူမြို့ကိုဒီ52ထပ် view ကနေပြီးတော့လှမ်းမြင်နေရပါတယ်အခုကျမရောက်နေတဲ့ Star Residence ကနေပြီးတော့ဒီ KLCC Twin Tower ကိုလမ်းလျှောက်မယ်ဆိုလို့ရှိရင်9မိနစ်အဝေးမှာပဲရှိပါတယ်ရထားစီးမလားကားစီးမလားဘယ်နေရာပဲသွားပေါ့နော်အရန်ကို convenient ဖြစ်တဲ့နေရာလေးပါကျမခုဆိုရင်အဲကန်ထဲကနေပြီးတော့ KLCC Twin Tower နဲ့ City View ကိုလှမ်းကြည့်နေတာပါကျမပြပေးမယ်နော်88ထပ်မှာရှိတဲ့ swimming pool လေးကိုပြပေးပါမယ်88ချက်ကိုရောက်တာနဲ့တကားလေးကိုဖွင့်လိုက်တာနဲ့အခုမြင်ရတဲ့ view ကို oh my god so amazing တွေ့ရပါလိမ့်မယ်ဟာကနေဟင်ကနေကိုဖြစ်သွားအောင်လို့အရန်ကိုလှပါတယ်ကွာလာလမ်ပူမြို့ကနေပိုင်းနဲ့ညပိုင်းကပို့ပြီးတော့လှပါတယ်အခုလှမ်းမြင်နေရတဲ့ Escort Hotel ရဲ့ကျမအခုရောက်နေတဲ့ Star Residence Tower 2ရဲ့နောက်က Tower 1နဲ့3လည်းရှိပါတယ်အားလုံးကအတူတူကြီးပါပဲဒါပေမဲ့ကျမအခုရောက်နေတဲ့ Star Residence Tower 2ကတော့ view ကိုကြည့်ရတာပို့ပြီးတော့မြင်ဝင်းပိုကျယ်လို့ခံစားရပါတယ်ဒီ resident မှာဆိုလို့ရှိရင်အဖွဲလိုက်ပဲတဲတဲတယောက်ပဲတဲတဲနှစ်ယောက်ပဲတဲတဲပေါ့နော်အခန်းတွေကသူစည်းနဲ့သူအမျိုးမျိုးရှိပါတယ်တကယ်လို့လေကိုကဒီလို view လှလှလေးကိုကြည့်မယ်ဆိုလို့ရှိရင်တချို့နေရာတွေမှာဆိုဝင်ကြီးပေးရတာရှိတယ်တချို့နေရာတွေမှာဆိုတညကိုအနည်းဆုံး ringgit 900ပို့လောက်သုံးမှသာလေဒီလို view လှလှလေးကိုကြည့်ဝင်ရတာပါအခုကျမရောက်နေတဲ့ဒီ Star Residence ကတော့တဲလဲတဲလို့ရတယ်88 floor မှာစိတ်ကြိုက်ကွာလာလမ်ပူမြို့ရဲ့ရှုခင်းတွေကိုလည်းတဝါကြီးထိုင်ကြည့်လို့ရပါတယ်အဲ့တော့ကိုပေးရတာနဲ့ကိုပြန်ရတာတန်တယ်လို့ခံစားရပါတယ်ရေကူးပြီးတော့ပဲ view လှလေးကိုချီအောင်မလားမိသားစုမိတ်ဆွေတငယ်ချင်းတွေနဲ့အတူလာလို့ရှိရင်လည်းအခုရေကူးပြီးတော့စကားတွေပြောကြမယ်ဓာတ်ပုံလှလှလေးတွေရိုက်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုမိုက်တဲ့နေရာလေးပါအခုမြင်ရတာ KLCC Twin Tower ရဲ့ Marika 118 KL Tower အားလုံးကတနေရာထဲမှာတစ်ခါတည်းလှမ်းမြင်နေရပါတယ်ပြောရမယ်ဆိုရင်ဒီရှုခင်းကအပြင်မှာပို့ပြီးတော့မှလှပါသေးတယ်ကျမဘိုကင်တင်ပေးလိုက်တဲ့ဒီနေရာလေးကိုလေလာတဲ့သူတွေကပျော်ကြတယ်ကြိုက်ညစ်တဲ့ဆိုလို့ကိုလည်းအရန်ဝမ်းသာရပါတယ်ဒီနေ့ကတော့လာတာတဲ့နေ့မလို့ကောင်းကင်ကိုမော့ကြည့်ဘေးမှာရှိတဲ့ရှုခင်းကိုတော်ဝါကြီးခံစားဓာတ်ပုံလှလှလေးတွေရိုက်တကယ်ကို relaxing ဖြစ်ရပါတယ်ကျမကတော့ဓာတ်ပုံရိုက်တာဝါသနာပါတဲ့သူဆိုတော့ဓာတ်ပုံတွေကတပုံပြီးတပုံရိုက်လို့ကိုမပြီးနိုင်တော့ပါဘူးတဲရတာတန်တဲ့အတွက်ကြောင့်မလို့အတွေ့အကြုံလေးတွေမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ bye